လင်းလူဟာဖူယူစီကတိန်း3000ကိုအပိုင်နှိပ်ပြီးနောက်မြို့ပြင်မှာသူမဝါသနာပါတဲ့ရှေးဟောင်းကျွေထဲပြုပြင်တဲ့ဆိုင်လေးဖွင့်ပြီးအေးအေးဆေးဆေးနေထိုင်နေခဲ့ပါတယ်။ဒါပေမဲ့ဖူယူကတော့သူ့ရဲ့တိတ်ခါကိုနင်းချီသွားတဲ့လင်းလူကိုတစ်မျိုးလုံးအနှံ့တစ်နှစ်ပတ်လုံးလိုက်ရှာနေခဲ့တာပါ။သူမမှရီစားအသေးရနေပြီဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါဖူယူရဲ့ဒေါသတွေဟာအထွတ်ထိပ်ကိုရောက်သွားပါတော့တယ်။တကယ်တော့လင်းလူရဲ့ရီစားအသစ်ဆိုသူဟာလည်းနောက်ထပ်အလုပ်ရှင်တစ်ယောက်သာဖြစ်ပါတယ်။တထေးလေးတစ်ယောက်ကသူ့ရဲ့စစ်ဆက်ထားသူစီကနေလွတ်မြောက်ဖို့လင်းလူကိုရီစားအတူအဖြစ်တရုတ်ဆောင်ခိုင်းထားတာပါ။ပါနတ်တဲ့လင်းလူကတော့ဒီအခွင့်အရေးကိုအသုံးချပြီးတစ်လကို350ယွမ်9000အပြင်ဆိုင်ထိခိုက်မှုရှိရင်လျော်စားရဖို့ပါစာချုပ်ချုပ်ပြီးအကြံကြီးခဲ့ပါတယ်။နောက်တစ်နေ့မှာတော့တထေးလေးရဲ့စစ်ဆက်ထားသူဟာလင်းလူရဲ့ဆိုင်ကိုလူမိုက်တွေနဲ့အတူရောက်လာပြီးတောင်းကျမ်းမာတော့တဲ့ပတ်စံရှိရင်လူသက်ရင်တော့အမှုမဖြစ်ဘူးလို့ကြွေးကြော်ပြီးလင်းလူရဲ့အဖိုးတန်ရှေးဟောင်းပစ္စည်းတွေကိုရိုက်ခွဲခိုင်းလိုက်ပါတယ်။လက်မှုပညာရှင်တွေရဲ့စူးစမ်းမှုကိုတန်ဖိုးမထားတဲ့အဲ့ဒီမိန်းမကိုလင်းလူကပါရိုက်ပြီးတုံ့ပြန်လိုက်တဲ့အခါအခြေအနေကပိုဆိုးသွားပါတယ်။ဒေါသထွက်သွားတဲ့အဲ့ဒီမိန်းမဟာလင်းလူကိုလူမိုက်တွေနဲ့ဖမ်းချုပ်ခိုင်းပြီးကြွေထဲခွဲတွေနဲ့မျက်နှာကိုဖျက်ဆီးဖို့ကြိုးစားပါတော့တယ်။အဲ့ဒီအချိန်မှာပဲဆိုင်ထဲကိုဩဇာအာဏာကြီးမားတဲ့လူတစ်ယောက်ဝင်လာပြီးအဲ့ဒီမိန်းမကိုမြေပြင်ပေါ်လဲကျသွားအောင်တွန်းထုတ်လိုက်ပါတယ်။အဲ့ဒီလူရဲ့အကြီးပေါ်ကတစိမ့်ကိုမြင်လိုက်ရုံနဲ့မျိုးရဲ့အင်အားကြီးဆုံးမြေအောက်လောကဘယင်မှန်းတိလိုက်ရလို့အဲ့ဒီမိန်းမဟာအဆက်တကွဲနဲ့ထွက်ပြေးသွားပါတော့တယ်။လင်းလူတစ်ယောက်ကျေးဇူးတင်ဖို့ပြင်လိုက်စင်ပါပဲ။သူမရဲ့လက်ကောက်ဝတ်ကိုအပြင်းပြင်းနဲ့အဖမ်းခံလိုက်ရပါတယ်။ဝင်လာတဲ့သူကတခြားသူမဟုတ်ပဲသူမတစ်နှစ်ပတ်လုံးရှောင်ပြေးနေခဲ့တဲ့ဖူယူဖြစ်နေပါတယ်။ငါစီက3000ကိုလေယူပြီးနောက်တစ်ယောက်နဲ့ပြောနေတာပေါ့လေ။မင်းငါစီကဒီလောက်လွယ်လွယ်နဲ့လွတ်မယ်ထင်နေတာလားလင်းလူဖူယူရဲ့အေးဆက်ဆက်အကြည့်တွေအောက်မှာလင်းလူတယောက်ဘလို့ဆက်ပြီးလိန်ညာအောင်မလဲကစားပွဲကအခုမှအစပဲရှိပါသေးတယ်ဖူယူရဲ့လက်ထဲကနေလင်းလူဘလို့လွတ်အောင်ပြေးမလဲဆိုတာအပိုင်း3မှာဆက်လက်ကြည့်ရှုပေးပါအပိုင်း1တွေကိုလက်လွတ်မခံရအောင်အခုပဲ follow လုပ်ထားဖို့မမေ့နဲ့အောင်တော့